ပတ်ဝန်းကျင်ရဲ့ဝေဖန်ကဲ့ရဲ့မှုတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာခင်ဗျားတို့ဘယ်လိုတုံ့ပြန်ကြလဲကျွန်တော်တို့ကတနေ့တာအတွင်းမှာအခြားတစ်ယောက်ရဲ့စကားတစ်ခွန်းအကြည့်တစ်ချက်ဒါမှမဟုတ်လူမှုကွန်ရက်ပေါ်မှာပေါ့နော်commentတစ်ခုကြောင်စိတ်အနှောက်အယှက်ဖြစ်တတ်ကြတယ်ဒါကဘာလဲဆိုတော့ကျွန်တော်တို့ရဲ့စိတ်ချမ်းသာမှုကိုသူတစ်ပါးရဲ့လက်ထဲမှာအပ်ထားတယ်လို့ဖြစ်နေတာဆိုတော့အတွေးခေါ်ပညာရှင် Marcus Aurelius ကပြောဘူးတဲ့လူတစ်ယောက်ရဲ့တန်ဖိုးကတဲ့သူအာယုံစိုက်တဲ့အရာပေါ်မှာပဲမူတည်တယ်တဲ့ဆိုတော့အခြားတစ်ယောက်ကခမ ्या ကိုအထင်သေးတာဝေဖန်တာဒါသူတို့ရဲ့အမြင်ပဲခမ ्या ရဲ့အရှိတရားမဟုတ်ဘူးရွှေတုံးတုံးကိုရွှေထဲမှာပြစ်ချလဲရွှေရရွှေပဲဆိုတော့ဖြစ်ရတဲ့ခုမှာစိတ်ဆင်းရဲရတာကအဲ့ဒီဖြစ်ရကြောင်မဟုတ်ဘဲနဲ့အဲ့ဒီအပေါ်မှာထက်ဆင့်ပြီးကျွန်တော်တို့တွေးခေါ်လိုက်တဲ့အရာကြောင့်ဖြစ်တယ်ဥပမာလှုပ်ဖို့ကင်ဘက်ကလမ်းမှာတွေ့တယ်ခမ ्या ကိုနှုတ်မဆက်ပဲကြောသွားတယ်ဆိုတော့ခမ ्या တွေးပြီးအဲ့ချိန်မှာသူငါ့ကိုအထင်သေးလို့ပဲနေမှာပါသူငါ့ကိုမုန်းနေတာလားမသိဘူးအဲ့လိုတွေးလိုက်ရင်ခမ ्या စိတ်ဆင်းရဲသွားမယ်ဗျာဆိုတော့တခြားတစ်ဖက်ကတွေးကြည့်လိုက်မယ်သူတခုခုအလုံးရှုပ်နေလို့နေမှာပါဒါမှမဟုတ်သူဒါသူကိစ္စပဲလေငါလုံငါအကောင်းဆုံးလုပ်မယ်ခမ ्या လို့တွေးလိုက်ရင်ခမ ्या ခံစားမှုတစ်မျိုးဖြစ်သွားမယ်ဆိုတော့အဲ့ဒီထားဖို့လိုတယ်ဆိုတာပြောချင်တာတနေ့တာလုံးမှာအခြားတစ်ယောက်ရဲ့ဝေဖန်မှုဒါမှမဟုတ်မကောင်းမှုနဲ့တုံ့ပြန်မှုတွေကြုံရပြီဆိုရင်ပထမဆုံးအနေနဲ့ခဏရက်လိုက်ပါဆိုလိုတဲ့အဓိပ္ပာယ်ကချက်ချင်းမတုံ့ပြန်ပါနဲ့ဒေါရနဲ့တုံ့ပြန်တာဒါမှမဟုတ်ဝမ်းနေတာမျိုးချက်ချင်းမလုပ်ပါနဲ့ခဏရက်ပြီးဝင်လေထွက်လေခဏအာရုံစိုက်ပြီးရှုကြည့်လိုက်ခဏလေးငြိမ်လိုက်ပြန်ဆန်းစစ်ကြည့်လိုက်ဘာလဲဆိုတော့ဒီသူပြောတဲ့စကားအမှန်တရားလားတကယ်လို့အမှန်ဆိုရင်တော့အဲ့ဒီကနေတင်ငန်းစာယူရမှာပေါ့မဟုတ်ဘူးဆိုရင်တော့လိုက်ခံစားစေနေစရာမလိုဘူးဗျာနောက်ထပ်တစ်ခုကတော့ခွန်းလွတ်လိုက်အခြားတစ်ယောက်ကမသိနားမလဲလို့မသိနားမလဲမှုကကိုယ့်ရဲ့စိတ်အေးချမ်းမှုကိုမပျက်စီးစေနဲ့ခမ ्या ကိုတစုံတစ်ယောက်ကစိတ်ဆိုးအောင်မလုပ်နိုင်ဘူးခမ ्या ကိုယ်တိုင်ကတာသူတို့ရဲ့လုပ်ရက်ကိုခွင့်ပြုပေးလိုက်မှဆိုလိုတဲ့အဓိပ္ပာယ်ကသွားပြီးခံစားလိုက်ရင်တော့ခမ ्या ရဲ့ငြိမ်းချမ်းမှုတွေပျက်စီးသွားနိုင်တယ်ဗျာဆိုတော့ဘဝမှာပျော်ရွှင်ခြင်းရင်အောင်မြင်ပျော်ရွှင်တဲ့လူတစ်ယောက်ဖြစ်ခြင်းရင်ပထမဆုံးအနေနဲ့ resilient ရှိရမယ်ကိုယ်တန်ဖို့ကိုသိရမယ်တခြားလူတွေဘလို့ပဲဝေဖန်တိုက်ခိုက်နေပါစေကျွန်တော်တို့သွားခံစားနေဖို့မလိုဘူးခုနပြောခဲ့တယ်လို့ပဲသူတို့ပြောတာမှန်နေတယ်ဆိုရင်တော့ကျွန်တော်တို့ကဝေဖန်သုံးသပ်ပြီးသင်ခန်းစာယူဖို့လိုတယ်အဲ့လိုမှမဟုတ်ဘဲနဲ့မသိနားမလဲပဲနဲ့ကိုယ်ဝေဖန်နေမယ်ဆိုရင်ကျွန်တော်တို့ကပြီးခံစားနေစရာမလိုဘူးအဲ့လိုခံစားနေကျွန်တော်တို့ရဲ့ငြိမ်းချမ်းမှုတွေပျော်ရွှင်မှုတွေကပျောက်ကွယ်သွားလိမ့်မယ်ဒါကိုပြောချင်တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဒီလိုမျိုး topic လေးတွေနားထောင်ချင်တယ်ဆိုရင်လူဘဝအတွက်အကျိုးရှိမဲ့ topic လေးတွေနားထောင်ချင်တယ်ဆိုရင် subscribe လုပ်ခဲ့ပါအောင် like လေးပေးခဲ့ပါအောင်အားလုံးကျေးဇူးတင်ပါတယ်